မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့နီးပြချုပ်အသစ်ဖြစ်လာခဲ့တဲ့အင်္ဂလန်လူမျိုးနီးပြColin Bell ဟာဆိုလို့ရှိရင်ဒီကနေ့ပြုလုပ်သွားခဲ့တဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့တရားဝင်သတင်းစာရှင်းလင်းပွဲမှာသူကပြည်သက်တွေကိုဂတိတစ်ခုခံခဲ့တာရှိပါတယ်အဲ့ဒါကတော့လာမယ့်2031ခုနှစ်မှာကျင်းပပြုလုပ်မဲ့ကမ္ဘာဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲကိုမြန်မာလက်ရွေးစင်အသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်သူကင်တွယ်တဲ့အချိန်ကနေစတင်ပြီးတော့သူကတဆင့်ချင်းပြုရင်ပြောင်းလဲမှုတွေပြုလုပ်သွားပြီးအကောင်းဆုံးပုံစံနဲ့တိစောက်ပြီးတော့ကမ္ဘာဖလားဝင်ခွင့်ရဖို့အတွက်စူးစမ်းပေးသွားမယ်လို့ပြည်သက်တွေကိုဂတိပေးလိုက်ပါတယ်နီးပြကြီး Colin Bell ဆိုလို့ရှိရင်ဒီကေအိုမှရေသွေးပြေဝတဲ့နီးပြချုပ်တယောက်ဖြစ်ပြီးတော့သူ့ရဲ့သမိုင်းကြောင်းတွေကလည်းအင်မတန်မှလှပခဲ့တဲ့သမိုင်းကြောင်းတွေမို့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကိုခန့်ခဲ့တဲ့နီးပြတွေထဲမှာသူဟာလုံးဝပုံရိပ်မြင့်တဲ့နီးပြချုပ်တယောက်အဖြစ်ဝင်ရောက်လာခဲ့တယ်ဆိုလို့ရှိရင်လည်းမမှားပါဘူး Colin Bell ဟာ Leicester City အသင်းမှာခံစစ်မှုအနေနဲ့ကစားခဲ့ပြီးတော့အင်္ဂလန်အသင်းအတွက်လည်းပွဲတွေဝင်ကစားပေးခဲ့တဲ့မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့နီးပြကြီးတူလည်းဖြစ်ပါတယ်နီးပြကြီး Colin Bell ဟာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကိုမရောက်ရှိလာခင်2020ကနေပြီး2024ခုနှစ်အပိုင်းအခြားတွေမှာတောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းကိုကိုင်တွယ်နေခဲ့တာဖြစ်ပြီးတော့တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းဟာလည်း2023ခုနှစ်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုအောင်မြင်စွာနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တဲ့အာရှအသင်းတစ်သင်းလည်းဖြစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့အသက်65နှစ်အရွယ်ရှိပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့နီးပြချုပ်ကြီး Colin Bell ဟာမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့အတွက်စတင်ပြီးတော့ချင်းကပ်မှုတွေရရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာနီးပြချုပ်ကြီးကိုမြန်မာလက်ရွေးစင်အသင်းရဲ့ကမ်းလှမ်းမှုကိုဘာကြောင့်လက်ခံခဲ့တာလဲလို့သူ့ကိုမေးလိုက်တဲ့အချိန်မှာနီးပြချုပ်ကြီး Colin Bell ပြောသွားတာကအရန်အောင်မှရိုးရှင်းလွန်းပါတယ်နီးပြချုပ်ကြီး Colin Bell ကသတင်းတောက်တွေကိုအခုလိုမျိုးပြန်လည်ပြီးတော့ဖြေချပေးပါတယ်အဲ့ဒါကတော့သူဟာဒီအာရှနဲ့ပတ်သက်ပြီးတော့အာရှရဲ့ဘောလုံးကစားဟန်တွေကိုကောင်းကောင်းသိထားတဲ့သူပါသူတပြည့်သူဟာတောင်ကိုရီးယားလက်ရွေးစင်အသင်းကိုကင်တယ်ခဲ့တယ်လို့မျိုးပဲသူဟာတရုတ်မှာဆိုလို့ရှိရင်တရုတ် UNICEF အသင်းကိုလည်းအောင်မြင်စွာနဲ့တိစောက်ပေးနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့နီးပြတူပါအဲ့ဒါကြောင့်လည်းကျွန်တော်ဟာမြန်မာအသင်းကိုကင်တယ်ဖို့အတွက်ကျွန်တော်လေ့လာလိုက်တဲ့အချိန်မှာကျွန်တော်ဟာဒီမြန်မာအသင်းကိုအောင်မြင်အောင်လုပ်ပေးနိုင်တဲ့ဆန္ဒလည်းရှိခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဘယ်သူမှမရဘူးသေးတဲ့ဘယ်သူမှမမျှော်လင့်ထားသေးဘူးတဲ့အောင်မြင်မှုမျိုးဒီအသေးနဲ့အတူရယူပေးနိုင်တယ်ဆိုတာကျွန်တော်သိလိုက်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီကစားသမားတွေရဲ့အရေးချင်းကြောင့်ပါပဲကျွန်တော်မြန်မာအသင်းကိုစပြီးတော့လေ့လာဖြစ်တဲ့အခါမှာတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေပြီးကျွန်တော်ကန်လန့်တဲ့အချိန်ကလေးကစပြီးကျွန်တော်စတင်ပြီးတော့လေ့လာတယ်အဲ့မှာကျွန်တော်မြန်မာအသင်းကိုကြည့်လိုက်တော့မြန်မာအသင်းမှာတကယ်ကောင်းတဲ့ intelligent ရှိတဲ့ player တွေကိုကျွန်တော်သွားပြီးတော့တွေ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီအသင်းနဲ့အတူအလုပ်လုပ်ခွင့်ရမယ်ဆိုရင်တခါမှဘသူနဲ့မှမရဘူးအောင်မြင်မှုမျိုးကျွန်တော်ရယူပေးနိုင်တယ်ဆိုတော့ကျွန်တော်သိလိုက်တယ်အဲ့ဒါကြောင့်လည်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေပြီးတော့ကမ်းလှမ်းမှုကိုကျွန်တော်လက်ခံလိုက်တာဖြစ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်တယ်ပြီးတော့ကျွန်တော်ပြောချင်တာကဒီမြန်မာလက်ရွေးစင်အသင်းမှာတကယ်ကို quality ရှိတဲ့ player တွေရှိတယ်အဲ့ဒါကိုကျွန်တော်နဲ့ပေါင်းဆက်လိုက်မယ်ပြီးတဲ့အခါမှာကျွန်တော်တို့တစ်ဆင့်ချင်းသွားမယ် Asia Game တွေရှိမယ်ပြီးတဲ့အခါမှာ AFF ပွဲစဉ်တွေရှိမယ်အဲ့ဒီပြီးတဲ့အချိန်မှာကျွန်တော်တို့ကတစ်ဆင့်ချင်းတီဆောက်မယ်လာမယ့်2031ခုနှစ်မှာကျင်းပမယ့်ကမ္ဘာဖလားအမျိုးသမီးပြိုင်ပွဲကိုကျွန်တော်တို့ဝင်ခွင့်ရအောင်တီဆောက်သွားမယ်တကယ်လဲဝင်ခွင့်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့လာမယ့်2031ခုနှစ်မှာကျင်းပမယ့်အမျိုးသမီးကမ္ဘာဖလားပွဲစဉ်တွေမှာအာရှအသင်းကနေပြီးတော့ရှစ်သင်းဟာဓာတ်ရိုက်ဝင်ခွင့်ရမှာဖြစ်တယ်။အဲဒီရှစ်သင်းတွေမှာမြန်မာအသင်းပါဖို့ဆိုလို့ရှိရင်ကျွန်တော်တဖြည်းဖြည်းချင်းတီဆောက်သွားတဲ့ပုံစံတွေထဲမှာကျွန်တော်ရဲ့ကစားမှုပုံစံတွေထဲမှာဝင်ပြီးတော့ကျွန်တော်ဟာတိဆောက်ပေးနိုင်တဲ့အနေအထားရှိပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအသင်းဟာလက်ရှိမှာအာရှအဆင့်ဟာ17ပါအာဆီယံမှာဆိုလဲထိပ်တန်းအသင်းတစ်သင်းဖြစ်ပါတယ်။အဲဒါကြောင့်အသင်း10သင်းအာရှအသင်း10သင်းကကမ္ဘာဖလားဝင်ခွင့်ရမယ်ဆိုတော့ကျွန်တော်ဟာအဲ့ဒီတစ်ကနေပြီးတော့ ranking 10ထိကိုဝင်တဲ့ပုံစံမျိုးနဲ့အကောင်းဆုံးတိဆောက်သွားမှာဖြစ်တာကြောင့်လာမယ့်2031ခုနှစ်ကမ္ဘာအမျိုးသမီးကမ္ဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်ကျွန်တော်ဟာအကောင်းဆုံးပုံစံတွေနဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကိုတိဆောက်ပေးသွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့တာလည်းရှိပါတယ်။နီးပြချုပ်ကြီးကတော့ဘလို့ပဲပြောကြားသွားခဲ့မှုတွေရှိပေမဲ့လည်းကျွန်တော်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကလည်းအခုလိုမျိုးနီးပြချုပ်ကြီးရဲ့နီးစနစ်တွေအောက်မှာလိုက်ပါကစားနိုင်ဖို့အင်မတန်မှအရေးကြီးပါတယ်။အထူးသဖြင့်နီးပြချုပ်ကြီးဟာတောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်တွေကိုကိုင်တယ်ခဲစဉ်အားဆိုလို့ရှိရင်သူဟာ power play ပုံစံမျိုး fully ကစားပါတယ်။အခါကျတော့အတက်အဆင်းလောက်ရတာတွေအင်မတန်မှမြန်ဆန်လုံးပြီးတော့အာဟာရတွေပြည့်ဝဖို့လည်းလိုအပ်ပါတယ်။မြန်မာအမျိုးသမီးလက်ရွေးစင်တွေရဲ့လက်ရှိပုံစံကတော့ကျွန်တော် physically ဘိုင်းရကြက်ခိုင်မှုဘိုင်းတွေမှာတော့အနေငယ်အားနေနေသေးတာမို့လို့ကျွန်တော်တို့နီးပြချုပ်ကြီး Colin Bell အနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ပြောင်းလဲတိဆောက်သွားမလဲဆိုတော့ကျွန်တော်တို့လာမယ့်နှစ်တွေထဲမှာတဖြည်းဖြည်းချင်းစောင့်ကြည့်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကစားသမားတွေအပေါ်လဲအင်မတန်မှမူတည်ပါတယ်အာဟာရပိုင်းကြက်ခါမှုပိုင်း
စတာတွေတော်တော်များများအကုန်လုံးဟာလိုအပ်လာမှာပါနေထိုင်စားသောက်မှုပုံစံတွေကဆိုလိုအပ်လာမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နီးပြချုပ်ကြီး Colin Bell ရဲ့ power play တိစောက်မှုအပိုင်းကိုမြန်မာအမျိုးသမီးလက်ရေးစဉ်အသင်းက player လေးတွေလိုက်နိုင်မှသာလေရှင်ကျွန်တော်တို့ညှော်မှန်းထားတဲ့2031ခုနှစ်ရဲ့အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုကျွန်တော်မြန်မာအသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ဒါဖြစ်ကောင်းဖြစ်လာနိုင်မှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာအမျိုးသမီးလက်ရေးစဉ်အသင်းကတော့နီးပြကောင်တအူးကိုပိုင်ဆိုင်လိုက်ပြီးဖြစ်တာမို့လာမဲ့စတင်ဘာလထဲမှာကျင်းပသွားမဲ့ Asian Game ပြိုင်ပွဲတွေ AFF ပြိုင်ပွဲတွေနဲ့အတူလာမဲ့2029မှာကစားသွားမဲ့မလေးရှား SEA Games ပြိုင်ပွဲတွေမှာမြန်မာအသင်းဒီပြချုပ်အသစ်ကြီးဖြစ်တဲ့ Colin Bell နဲ့အတူမြန်မာအမျိုးသမီးလက်ရေးစဉ်အသင်းကစားသမားတွေအားလုံးဟာဘယ်လိုပုံစံတွေနဲ့ပြည်သက်တွေကိုရင်ခုန်စိတ်လို့ရှားဖွေရာတွေအခိုက်အတန့်တွေကိုဖော်ဆောင်ပေးသွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရင်သတင်းတွေဝင်မျှရင်လည်းပဲဆက်လက်စောင့်မျှော်နေအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ